ညဘက်ကောင်းကောင်းအိတ်မပျော်နေဘူးလားဒီနေ့ခေတ်လူနေမှုဘဝမှာကောင်းကောင်းအိတ်ပျော်ဖို့ဆိုတာခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနေပါပြီတင်ရောညဘက်ဆိုအိတ်မပျော်ဖြစ်ပြီးမနေ့ရုပ်ရင်မလန်းမဆန်းဖြစ်နေတတ်လားဒါဆိုရင်စိတ်မပူပါနဲ့ကျမတို့ရဲ့ Rainbow YouTube Channel ကနေညဘက်ကောင်းကောင်းအိတ်ပျော်စေဖို့အတွက်လှုပ်ဆောင်တဲ့အချက်ကြီး၅ချက်ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အိတ်ရောင်မွင်ခင်ဖုန်းနဲ့ကွန်ပျူတာတွေအသုံးမပြုပါနဲ့ပထမချက်ကတော့အိတ်ရောင်မွင်ခင်ဖုန်းနဲ့ကွန်ပျူတာအသုံးမပြုဖို့ပါပဲဖုန်းတွေ tablet တွေနဲ့ကွန်ပျူတာတွေကနေထွက်တဲ့အပြာရောင်အလင်းတန်း blue light ကအုံနောက်ကနေအိပ်ပျော်စေတဲ့ melatonin ဟော်မုန်းထုတ်လွှတ်မှုကိုဟန့်တားပါတယ်ဒါကြောင့်အိပ်ရောင်မွင်ခင်တနားအလိုလောက်ကလေးကဖုန်းနဲ့အခြား electronic ပစ္စည်းတွေကိုခဏပိတ်ထားပြီးစာအုပ်ဖတ်တာမျိုးတွေတရားထိုင်တာမျိုးတွေလုပ်ပေးနိုင်ပါတယ်နံပါတ်2အိတ်ချိန်မှန်မှန်ထားပါဒုတိယချက်ကတော့အိတ်ချိန်ကိုမှန်မှန်ထားဖို့ပါပဲလူခန္ဓာကိုယ်မှာဇီဝနာရီ biological clock ဆိုတာရှိပါတယ်အဲ့ဒီဇီဝနာရီကိုမှန်မှန်အလုပ်လုပ်အောင်လေ့ကျင့်ပေးနိုင်ရင်ညဘက်ရောက်တာနဲ့အလိုလိုအိတ်ချိန်စိတ်ပေါ်လာပါလိမ့်မယ်ဥပမာနေ့တိုင်းည10:00နာရီမှာအိပ်ယာဝင်ပြီးမနေ့6:00နာရီမှာအိပ်ယာထားတာမျိုးကိုပုံမှန်လုပ်ဆောင်ပေးပါပိတ်ရက်တွေမှာလည်းအိတ်ချိန်ကိုအရန်ကြီးမပြောင်းလဲဖြစ်မိဖို့အရေးကြီးပါတယ်နံပါတ်3အိတ်ခမ်းပတ်ဝန်းကျင်ကိုတာယာအောင်ပြင်ဆင်ပါတတိယချက်ကတော့အိတ်ခမ်းရဲ့ပတ်ဝန်းကျင်ကိုတာယာအောင်ပြင်ဆင်ဖို့ပါပဲအိတ်ခမ်းကအေးပြီးတိတ်ဆိတ်နေဖို့အရေးကြီးပါတယ်အလေးရောင်များလွန်းတာတွေအတန်ဆူညံတာတွေကအိတ်ဆက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်လိုအပ်ရင်အိတ်ခမ်းပတင်းပေါက်တွေကိုအလင်းမွေနိုင်အောင်လိုက်ကာတူတူတွေတက်စင်တာမကြက်အသေးစားလေးတွေသုံးတာမျိုးလည်းလုပ်ပေးနိုင်ပါတယ်အိတ်ရခင်းတဲ့ခေါင်းတွေလည်းတက်တောင့်တက်တာဖြစ်နေဖို့အရေးကြီးပါတယ်နံပါတ်4နေ့ဘက်တွေမှာလေ့ကျင့်ခန်းလုပ်ပါစတုတ္ထချက်ကတော့နေ့ဘက်မှာပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ပါပဲလေ့ကျင့်ခန်းလုပ်ခြင်းကခန္ဓာကိုယ်ကိုပင်ပန်းစေပြီးညဘက်မှာအလွယ်တကူအိပ်ပျော်စေပါတယ်ဒါပေမဲ့ညနေဆောင်ဒါမှမဟုတ်ညဘက်တွေမှာတော့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုရှောင်သင့်ပါတယ်အဲ့ဒီအချိန်တွေမှာလေ့ကျင့်ခန်းလုပ်ရင်ခန္ဓာကိုယ်ကနှိုးချနေပြီးအိပ်မပျော်ဖြစ်နိုင်ပါတယ်နံပါတ်5အစားအသောက်နဲ့အမူအကျင့်တွေကိုပြင်ဆင်ပါနောက်ဆုံးအချက်ကတော့ညဘက်အစားအသောက်နဲ့အမူအကျင့်ကိုသတိထားဖို့ပါပဲအိပ်ယာမွေးခင်မှာအနီးကပ်မှအစားအစာတွေကိုအများကြီးစားတာကော်ဖီလုံးကဖင်းတက်တွေပါတဲ့အရာတွေတောက်တာမျိုးတွေကိုရှောင်ပါအရက်တောက်တာကအစပိုင်းမှာအိပ်ပျော်စေတယ်လို့ထင်ရပေမဲ့ညလယ်ပိုင်းမှာပြန်နိုးပြီးအိပ်ဆက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်ဒီတော့ဒီအချက်၅ချက်ကိုမှတ်သားပြီးသင်ရဲ့နေ့စဉ်ဘဝမှာအကျင့်လုပ်ကြည့်ပါကောင်းမွန်တဲ့အိပ်စက်မှုကသင်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာသင်ရဲ့ကျန်းမာရေးကိုလည်းများစွာအထောက်အကူပြုပါလိမ့်မယ်ကဲဒီဗီဒီယိုလေးကနေအကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ကျမတို့ရဲ့ channel လေးကို like share လုပ်ပြီးဒီအကြောင်းအရာလေးတွေကိုထပ်မံကြည့်ရှုဖို့ subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်ဒီအချက်တွေထဲကဘယ်ချက်ကတော့သင်အတွက်အထီးရောက်ဆုံးလဲဆိုတာ comment မှာပြောပြခဲ့ပါအောင်နော်နောက်ဗီဒီယိုလေးတွေမှာပြန်ဆုံတွေ့ဦးမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်